လူမိုက်တတိုက်စာတင်ခန်းထဲကိုအကြမ်းဖက်ဝင်ရောက်လာကြတယ်ဒီကနေထွက်သွားစမ်းလို့ဟိန်းဟောက်ပြီးဆရာမျက်မှန်ကို Black Dragon ခိုင်းရဲ့တူကောင်းဆောင်ကလူယူလိုက်တယ်ပြီးတော့အဲ့ဒီမျက်မှန်ကိုသူ့ဖက်နှက်အောက်မှာအစအနက်မကြံအောင်နင်းချဖြက်စီးပစ်လိုက်တယ်မတရားတာကိုမကြည့်ရတဲ့ចောင်းသားတယောက်ကဝင်ထားပေမဲ့လူမိုက်တွေရဲ့တွန်းထုတ်ခြင်းကိုခံလိုက်ရပြီးကျမ်းပြင်ပေါ်လဲကျသွားတဲ့ចောင်းသူလေးတွေကတော့ကြောက်လန့်တကြားအော်ဟစ်နေကြတာပေါ့အဲ့ဒီအချိန်မှာမီဆူကိုတယောက်ပဲရှေ့ထွက်ပြီးလူမိုက်တွေကိုအော်ဟစ်ငောက်ငန်းရဲခဲ့တယ်သူမပါအရိုက်ခံရတော့မဲ့ဆဲမှာတရုတ်ចောင်းသားလေးကသူ့မရှိကနေကာကွယ်ပေးလိုက်တယ်သူ့ရဲ့မျက်လုံးတွေကဆူးရှပြီးတည်ငြိမ်နေတယ်ခိုင်းတူကောင်းဆောင်ကလက်တီးနဲ့လှမ်းထိုးလိုက်တဲ့ခဏမှာပဲသူကလျှက်စီးလက်တလို့မြန်ဆန်တဲ့လက်တီးချက်နဲ့တုတ်ပြန်လိုက်တယ်နောက်ထပ်လူမိုက်တယောက်ပြေးဝင်လာတော့လေသူကတစ်ချက်တည်းနဲ့အဲ့ဒီလူရဲ့လက်မောင်ကိုအစ်စ်ဖြုတ်ချလိုက်တယ်လူမိုက်တွေအုပ်စုလိုက်ဝိုင်းအောင်လာတဲ့အခါမှာတော့သူဘာမှညာမနေတော့ဘူးနောက်လိုက်တွေအားလုံးလက်ကျိုးချေကျိုးဖြစ်ကုန်ပြီးဘယ်သူမှပြန်မထနိုင်တော့ဘူးခုနကတင်တရုတ်ဝက်တွေလို့အော်ဟစ်စော်ကားနေတဲ့တူကောင်းဆောင်ကတတိပြန်ရလာပြီးထက်မှန်အတင်းဝင်လုံးပေမဲ့ဒီတစ်ခါမှာတော့သူ့မေးရိုးပါကျုပ်ခံလိုက်ရတယ်လူမိုက်၃ယောက်တပြိုင်နက်ဝိုင်းတိုက်တာတောင်သူကအေးစစ်စစ်ပဲအကုန်နှိမ်နှင်းလိုက်နိုင်တယ်သူလမ်းလျှောက်လာတဲ့ခြေလမ်းတွေကတင်းငိမ့်နေပေမဲ့သူ့ရဲ့ထွက်ပေါ်နေတဲ့အရှိန်ဝါကြောင့်တင်ရန်သူ14ယောက်စလုံးနောက်တွန်းသွားကြတယ်အဲ့ဒီအချိန်မှာဆရာကြီးက Black Dragon ခိုင်းရဲ့ခေါင်းဆောင်ဆန်ဆေးကိုဖုံးဆက်ခေါ်လိုက်တဲ့ခေါင်းဆောင်ဖြစ်သူကသူ့တပည့်တွေတရုတ်ကျောင်းသားကိုဝိုင်းပညာပေးနေပြီးအထင်နဲ့ရောက်လာခဲ့ပေမဲ့တကယ်တမ်းမှာတော့သူ့တပည့်တွေပဲကျမ်းပြင်ပေါ်မှာဒဏ်ရာဒဏ်ချက်တွေနဲ့လဲနေတာကိုတွေးလိုက်ရတယ်သူကဆရာကြီးကိုအလင်းအမြန်တောင်းပန်စကားဆိုပြီးသူ့တပည့်တွေရဲ့အစစ်အမြစ်တွေကိုတယောက်ချင်းပြန်ဆက်ပေးလိုက်ရတယ်ပြီးနောက်အဲ့ဒီကျောင်းသားကိုနှုတ်ဆက်ဖို့လုပ်တော့မှပဲဒီလူဟာဂျင်းဝူတိုင်းကျောင်းကချန်ကျန်းဆိုတာသိလိုက်ရတယ်ဂျင်းဝူတိုင်းကျောင်းဆိုတဲ့အမည်ကိုကြားလိုက်ရုံနဲ့ဂိုင်းကောင်းဆောင်ရဲ့မျက်နှာပြတ်သွားတယ်ဒီမနက်ပဲငါကြေးနှန်းစာရတယ်မင်းရဲ့ဆရာဟော်ယွမ်ဂျာဟာရှန်ဟိုင်းမှာ Black Dragon ဂိုင်းသားတယောက်နဲ့ရှင်ပြိုင်ရင်းအသက်ခံလိုက်ရပြီးတဲ့အဲ့ဒီအချိန်ဟာ1910ခုနှစ်ဂျပန်တပ်တွေတရုတ်ပြည်ကိုကျူးကျော်သိမ်းပိုက်ဖို့အလုံးအရင်းနဲ့ဆေလွတ်နေတဲ့အချိန်ပေါ်ချန်ကျန်းတရုတ်ပြည်ကိုပြန်မဲ့တင်မောပေါ်မှာဂျပန်စစ်သားရာနဲ့ချီပြီးတက်လာကြတယ်သူ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေလေးလံနေတာပေါ့ဂျင်နာတက်တဲ့မီဆူကိုကသူ့ကိုလိုက်ပို့ရင်းစိုက်ကြည့်နေပေမဲ့ချန်ကျန်းကတော့သူမကိုပြန်မကြည့်နိုင်ခဲ့ဘူးရက်အနှဲငယ်ကြာမှာချန်ကျန်းရှန်ဟိုင်းကိုပြန်ရောက်လာတဲ့အဲ့ဒီအချိန်ကရှန်ဟိုင်းမှာဗြိတိရှပိုင်နက်တွေရှိနေပေမဲ့နေရာတိုင်းမှာဂျပန်ဝတ်စုံတွေကိုပဲတွေ့နေရတယ်စိုက်ကားဆရာကတော့ချန်ကျန်းကိုဂျပန်လူမျိုးလို့ထင်မှတ်ခဲ့တဲ့ချန်ကျန်းကသူ့ကိုဂျင်းဝူတိုင်းကျောင်းကိုပို့ပေးဖို့ပြောလိုက်တယ်ကျောင်းတကားဝက်ကိုရောက်တဲ့အခါသူကြီးပြင်းခဲ့တဲ့ဒီကျောင်းကြီးယိုယွင်းပျက်စီးနေတာကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားရတယ်။ကျောင်းထဲဝင်ချင်းမှာပဲတိုင်းကျောင်းအသေးလေးတစ်ခုကလာရောက်ပြဿနာရှာနေတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့စီနီယာအကိုဟော်ယွမ်ကြားရဲ့သားကသူတို့ကိုအနိုင်ယူပြီးမောင်းထုတ်လိုက်နိုင်ပေမဲ့လဲတဲ့စင်ကိုနှိမ့်မဲ့သူတွေအများကြီးရှိနေတာကိုအားလုံးကရိပ်မိကြတဲ့တပည့်တွေနဲ့နှုတ်ဆက်ပြီးနောက်ချန်ကျန်းကဆရာဟော်ယွမ်ကြားအတွက်အမွှေးတိုင်ထွန်းဂါရဝပြုတယ်။သူ့မျက်လုံးထဲမှာဝမ်းနည်းမှုနဲ့ဒေါသရပြည့်နှက်နေတဲ့ကျောင်းထဲမှာချိတ်ဆွဲထားတဲ့တီးခန့်ခြင်းဆိုတဲ့စာတမ်းပါကံပြီးပြားကိုသူရိုက်ခွဲပစ်လိုက်တယ်။အခုကတော့တီးခန့်နေရမယ့်အချိန်မဟုတ်တော့ဘူးလေ။